ဒီနေ့ကျတော့ဗာချက်ကြမလဲဆိုညနေစာပိတ်ဥနဲ့ပစွန်ချက်မယ်ပိတ်ဥနဲ့ပစွန်ချက်မယ်ပိတ်ဥကွာမယ်ပိတ်ကွာမယ်နော်ပိတ်ကွာမယ်ခွာပြီးတော့ဒီလှီးမှာပေါ့နော်ဒီနဲ့ကိုကြကြတော့ကိုဆက်ကြိုက်အနေထားနဲ့ကိုလှီးပေါ့အရင်ကြီးသွားရင်လည်းချက်ရတာအရင်ကြတာပေါ့နော်အဲ့ဒီတော့ကျွန်မလေးခုပါရှင်ဒီခုမှာပေါ့နော်အရင်ကြီးအတိုင်းချက်အတိုင်းချက်တော့ဆောက်နိုင်အချိန်မပေးနိုင်ဆိုတော့ခပ်တေးသေးလေးပဲကဲပစုံကမှာပေါ့နော်ဒီပစုံကကြတော့ဗာလဲဆိုတော့၄ပေါင်ကို20နဲ့2ကျပ်နဲ့69ပြားပေါ့နော်အဲ့၄ပေါင်မှာဆိုရင်ဘလောက်အကောင်90ကျော်90လောက်ရှိတာပေါ့နော်အဲ့ဒါအဲ့ပစုံနဲ့ချက်မှာပေါ့နော်ပစုံခွာတာပေါ့နော်ခုံခွာနော်စားရပစုံခုံခွာမစားနိုင်အဲ့ဒါပစုံခုံခွာရဲချီရတော့တိတ်မရှိဘူးဒါမွေးမြူလေးပစုံလာတော့မသိဘူးပေါ့နော်ချီရတော့မရှိလို့ကျွန်မဆိုရင်ခေါင်းကိုပါဒီတိုင်းမစားဘူးပေါ့နော်ဘာမှလည်းမထောက်တော့ဒီပစုံကိုပဲခုံမခွာရဲပစုံအကောင်ကြီးရနော်ဒီနိုင်ငံကအမေရိကန်ကပတ်စံနဲ့ပြန်ဝယ်စားရင်တိတ်ဈေးကြီးတဲ့အထဲမှာမပါဘူးပေါ့နော်။ဘာတွေကိုကုန်လဲဆိုတော့ကား insurance တွေအဲ့ဒါကြီးပေါ့နော်။ဟိုမိဖို့ရေဖို့ internet ဟို insurance ဒီ insurance နဲ့ပဲအဲ့ insurance တွေနဲ့ပဲအချိန်ပတ်စံပို့ကုန်တာပေါ့နော်။အစားတော့တစ်ခုထိုင်နေရတော့တိတ်မကုန်လား။ Okay နေမယ်နော်။ကျွန်မချက်တယ်ပြင်လာရှင်းပါတယ်အများရန်စိမ့်စမ်းကပြီးထဲ့တာပေါ့နော်။စိမ့်စမ်းကပြီးကိုလည်းထိုင်းကလာတဲ့ဒီတစ်စိတ်ကိုသုံးတာပေါ့နော်။အရန်ကောင်းပါလေ။အဲ့ဒါစိမ့်စမ်းကပြီးနေနေရဲ့စားလေးနည်းနည်းရဒီနှမျိုးပဲကျွန်မထည့်တယ်ဒီနှမျိုးပဲထည့်နောက်ပြီးတော့စနွေးမုတ်ထည့်တယ်လုံးဆယ်ရတော့ဒီလောက်ပဲစီလေးနည်းနည်းထည့်မှာပေါ့နော်မယုတ်တီးမုတ်အစိမ့်ချက်လေးထည့်မယ်စီနည်းနည်းထည့်မယ်မယုတ်တီးမုတ်ချက်ထည့်မယ်ရုပ်တီးမှုချက်လေးနဲ့ထည့်မှာပေါ့နော်အဲ့ဒါပါပဲရှေ့စီးနဲ့ထည့်ပြီးတော့ပေါ့နော်စားလေးနည်းနည်းလေးလူထားမှာပေါ့နော်အဲ့ဒါပစုံကပိန်းဥလူခံနေမှာပစုံထည့်ပစုံဒီအချိန်နဲ့ထည့်ပစုံကချက်တာကြိုင်6သွားတော့ဒီပစုံနဲ့ချက်တာပေါ့နော်ဒီပစုံကတရုတ်ဆိုင်မှာတော့စေးပေါ်တယ်တိလားပြည်နယ်ဆိုင်နဲ့စေးပေါ်တယ်အရင်အရသာရှိတယ်ကောင်းတယ်ကြီးပေါ့နော်ကြီးမျိုးစားရဲ့ဒီမှာ20 30စိုက်က20 30တန်တယ်စားလို့လည်းကောင်းတယ်တန်မနူးသေးလို့ပေါ့နော်ရေနည်းနည်းထည့်ပြီးတော့ပေါ့နော်ရေလေးနည်းနည်းထည့်ပြီးတော့လူအောင်လုပ်ရတာပေါ့နော်အဲ့ဒီချိန်မှာမကြီးမရမ်းများလည်းမထည့်သေးဘူးပေါ့နော်ဘာလို့ဆိုမရမ်းများထည့်ရင်အချိန်ထက်နဲ့ဒီပိတ်ဥကဟာလဲဆိုမာတောက်သွားတာပေါ့နော်မပြော့တော့ဘူးအဲ့ဒါကိုလိုချင်တဲ့အနေထားရောက်မှမကြီးမဲ့မရမ်းများရည်ရဲ့ချက်ပစုံရထည့်လို့စိတ်မရလူးတဲ့အနေထားရပြီးဆိုရင်ပစုံနဲ့ထည့်မယ်ပစုံရရမ်းပြပေါ့နော်အတိကမရမ်းပြရဲ့ထည့်ပြီးတော့အတာအချိုမောက်လေးနည်းနည်းနဲ့ဆိုရင်တောင်းတော့ပစုံနဲ့ပိတ်ပြရပေါ့နော်ပေါ့မယ်ကြီးတော့နော်ပေါ့မယ်ကြီးနဲ့အဲ့ချိုမလို့နည်းနည်းထည့်ပါတော့ဒါဆိုရင်ကောင်းမှာတော့ကောင်းမှာလေပိတ်ကူရဲ့ပစုံရဲ့ဟိတ်ခွက်ရပါပြီညနေစာကျေးဇူးတင်ပါသည်